alba anya alba anya ဆိုတဲ့အဓိပ္ပာယ်လေးကတော့ဒီကိစ္စကငါနဲ့မသက်ဆိုင်ဘူးငါစိတ်မဝင်စားဘူးတိလည်းမတိချင်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒါလေးကို예문으로 제가 좀 설명을 해드릴게요. 너 걔 왜 화나는지 알아? 몰라 알바 아니야. 나가စိတ်လဲမဝင်စားသလိုသူဘာလို့စိတ်တူသွားလဲဒေါသထွက်သွားလဲဆိုတာကိုသိစရာအကြောင်းရင်းလည်းမရှိဘူးဆိုတဲ့အဖြေကိုပြန်ပေးလိုက်တာနဲ့အတူတူပဲပေါ့နော်너 때문에 시험이 망쳤잖아. 그거 알바 아니야. 너 탓 아니야? 너의 사무의 야르가 블루의 핀이니 내 사무의 야르가 나 다운 유세야 뭐호부 나 띠지야래 말루부 너 그 소문 들었어? 들었는데 알바 아니야. 알로တည်င်းမျိုးကိုစိတ်လဲမဝင်စားသလိုတိလဲမတိချင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပါကဲအဲ့တော့ alba anya ဆိုတဲ့စကားအသုံးလုံးလေးကိုဘယ်နေရာဒီမှာသုံးရမလဲဆိုတာသိသွားပြီเนาะ